တနင်္ဂနွေနေ့ကိုဥပုံနေ့လို့သုံးလို့ရပါသလားတဲ့တချို့တင်တော့ကျွန်တော်ရောက်တဲ့အခါမှာတဘာပတိကလေတနင်္ဂနွေနေ့ကိုဥပုံနေ့ဆိုမှကျင်ညာတာမျိုးလေကျွန်တော်ကြားဘူးတယ်ပြီးကျွန်တော်ငငယ်ကဖျက်ချောင်းတက်တဲ့အချိန်မှာဥပုံနေ့ကိုတန့်ရှင်းစွာထားပါလို့ပြောတဲ့အခါတနင်္ဂနွေနေ့ကိုတန့်ရှင်းစွာထားဖို့ဟောတဲ့ဆရာမျိုးကိုလည်းကျွန်တော်ကြားဘူးတယ်အဲ့တော့ကျမ်းစာအရာပြောရမယ်ဆိုရင်တနင်္ဂနွေနေ့ဒီဥပုံနေ့လုံးဝမဟုတ်ပါဘူးကျမ်းစာထဲမှာရည်ရွယ်ထားတဲ့ဥပုံနေ့ဆိုတာကတတမနေ့ပဲဖြစ်ပါတယ်တနင်္ဂနွေနေ့ကကြတော့ရှင်ပြန်ထမြောက်ရာနေ့လို့လည်းပြောလို့ရတယ်လို့တခင်ဖျားရဲ့နေ့လို့လည်းဒါပြောလို့ရပါတယ်အဲ့တော့ဥပုံနေ့ကအရေးပါသလားဆိုရင်အရေးပါပါတယ်အရေးပါလို့ပဲကျမ်းစာထဲမှာထည့်ပြီးပြောထားတာဖြစ်ပါတယ်ဓမ္မဟောင်းထဲမှာဆိုရင်ဥပုံနေ့ကိုချိုးဖောက်မိတဲ့အတွက်ကြောင့်အသက်ခံရတဲ့သူဆိုတာလည်းရှိခဲ့ဘူးတဲ့ဂျူးလူမျိုးတွေဟာဥပုံနေ့ကိုရောက်တဲ့အခါကြလို့ရှိရင်ဘာအလုံးမမလုပ်ဘူးသူတို့တန့်ရှင်းစွာနေကြတယ်ညင်ဝတ်စွာနေကြတယ်ပြီးဖျားဝတ်ပြုခြင်းလုပ်ကြတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ဥပုံနေ့ကိုတန့်ရှင်းစွာထားပါလို့ပြောတာကအဲ့ဒီနေ့ရက်ကိုတန့်ရှင်းစွာထားတာဆိုတာထက်အဲ့ဒီနေ့မှာလူဟာတန့်ရှင်းရှင်းဘာအပြစ်မှမလုပ်ဘဲနဲ့နေရတယ်နော်တရိစ္ဆာန်တွေလည်းဘာလို့မှမလုပ်ရဘူးဂျူးနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ဥပုံနေ့နဲ့ပတ်သက်တဲ့အရာတွေအများကြီးရှိပေမဲ့ဒါတော့အကျဉ်းချုံလေးပေါ့အဲ့တော့မေးစရာရှိတယ်တနင်္ဂနွေနေ့ဝတ်ပြုခြင်းကရောမှားသလားလုံးဝမမှားပါဘူး။ဘာကြောင့်လဲဆိုတခင်ယေရှုကိုယ်တိုင်ယောဟန်ခန်းကြီး4အငယ်23မှာဖခင်ကိုကိုးကွယ်တဲ့သူကစိတ်ဝိညာဉ်နဲ့၎င်းနာမ်ဝိညာဉ်နဲ့၎င်းရှိတဲ့အချိန်ရှိတဲ့နေရာကနေကိုးကွယ်လို့ရတယ်လို့ပြောထားတာဖြစ်ပါတယ်။အဲ့တော့ဥပုံနေ့မှာဝတ်မပြုရင်ရောဒီဘက်ကျေးဇူးတော်ကာလမှာအပြစ်တင်သလားဆိုလုံးဝအပြစ်မတင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဥပုံနေ့ကိုစန့်ကျင်ပြီးလို့အပြစ်မတင်တဲ့သူတွေလည်းကျမ်းစာထဲမှာရှိတယ်အရင်တုန်းကတော့ဥပုံနေ့ဟာအရေးကြီးတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာလူဟာဥပုံနေ့ထက်ပိုပြီးမှအရေးပါတယ်ဆိုတာကိုတခင်ယေရှုကိုယ်တိုင်ပြောထားတယ်ဒါကြောင့်မလို့လူသားဟာဥပုံနေ့ကိုအစိုးရတယ်တစ်ဆက်တည်းမှာပဲတခင်ယေရှုကဘာပြောတယ်လဲဆိုရင်မဿဲခန်းကြီး7အငယ်9မှာယေဘရဟိတ်တို့ဒီလဲဗိမာန်တော်အတွင်း၌ဥပုံနေ့ပြတ်တော်လဲအပြစ်မတင်တီကိုပညတ်တိကျမ်းတိုင်းမဖတ်ဘူးသလို့တဲ့အရင်ကဥပုံနေ့မှာအမှုတော်ဆောင်နေတဲ့ယေဘရဟိတ်တော်မှာဥပုံနေ့ကိုဖျက်မိတဲ့အခါမှာအပြစ်မတင်ဘူးဆိုတာမင်းတို့မဖတ်မိဘူးလားတဲ့ဖခင်သခင်ကလူကိုတရက်ထဲတန့်ရှင်းပြတာထက်နေ့ရက်စဉ်တိုင်းမှာတန့်ရှင်းခြင်းရှိဖို့အတွက်ဖခင်ကအလိုတော်ရှိတဲ့ဖခင်ပဲဖြစ်ပါတယ်ကြီးကောင်တော်မတို့ဒါပေမဲ့အဲ့လိုတန့်ရှင်းနေဖို့ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ကာယဇာတိအသွေးအသားအရာကတော့ဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့နေ့ရက်စဉ်တိုင်းမှာတန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြခြင်းခရစ်တော်ရဲ့အသွေးတော်အပြင်စင်ကြယ်ခြင်းကနေ့တိုင်းအသက်ဝင်နေရတာဒါကိုပဲအမိပြုနေရတာဖြစ်ပါတယ်ဒီနေ့ကျေးဇူးတော်ကာလမှာဥပုံနေ့ထက်လူသားဟာပိုပြီးမှအရေးကြီးတယ်ဆိုတာကိုနားလည်ထားစေချင်တယ်အဲ့ဒီဥပုံနေ့ကိုအစိုးရတဲ့သူတွေဟာအပြစ်မတင်ပါဘူးဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားတဲ့တင်တဲ့ကျွန်တော်ဟာအဲ့ဒီဥပုံနေ့ကိုအစိုးရတော်သူတွေပဲဖြစ်ပါတယ်မနေ့ကတသက်မနေ့အတင်းတော်ကလူတယောက်ကျွန်တော်စာလာပို့ထားတယ်အဲ့တော့ तू ကကျွန်တော်ရဲ့ဝင်ငါချက်တွေကိုတိတ်သဘောကျတယ်ပြီးပြောချက်တွေကိုလည်းခွန်အားရပါတယ်ဒါပေမဲ့ကျွန်တော်ဟာဥပုံနေ့မှာဝတ်ပြုခြင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဟာဖျားသခင်ရဲ့ရှေ့မှာဘာမှမဟုတ်ဘူးတဲ့တနေ့ကြလို့ချင်းစီရင်ချင်းခံရမှာတွေကျွန်တော်အင်္ဂလိပ်လုံနေတာတွေကျွန်တော်ဟောပြောနေတာတွေကဥပုံနေ့ကိုလက်မခံထားတဲ့အတွက်ကြောင့်တဲ့ဒီအရာတွေအားလုံးကအလကားပဲအချီးနှီးပဲပြီးဥပုံနေ့နဲ့ပတ်သက်တဲ့အရာတွေမတွင်တင်တဲ့ကြောင့်ကျွန်တော်ဟာလူလိမ်ပါဆိုပြီးကျွန်တော်လာဆွဆွဲသွားတယ်ဒီပုဂ္ဂိုလ်ဆိုလို့ချင်းတဲ့ဘောကကျတော့တတမနေမှာမဟုတ်လို့ရှင်ကျန်တဲ့အဖွဲ့တွေအားလုံးကအလွဲတွေငရဲသွားရတော့မယ်ပြီးဖျားရှိမှာစီရင်ချင်းခံရတော့မယ်လူတွေကိုလိမ်နေတာပါဆိုပြီးတစ်ဖက်ဆောင်နေပြောထားတာတွေ့ရတယ်ကျွန်တော် Sunday ဝတ်ပြုနေခြင်းကတရက်ကြလို့ရှိရင် anti crit လာရလမ်းကိုကျွန်တော်ကလက်ခံနေတာပါစသဖြင့်ကျွန်တော်လာဆွဆွဲသွားတယ်ဒီလိုလာပြောနေကြတဲ့ခါနေတမန်တရားကိုတေချာပိုင်းခြား၍နားမလည်ဘူးကျေးဇူးတော်ကိုနားမလည်ဘူးတန်ရှင်တော်ဝိညာဉ်တော်ရဲ့အလုပ်ကိုတေချာနားမလည်သေးဘူးလို့ပဲကျွန်တော်ကတော့ပြန်လည်ပြီးဝေဖန်သုံးသပ်ချင်ပါတယ်နော်ဥပုံနေ့ကိုဘလောက်ပဲတန်ရှင်စွာထားဂျူးလူမျိုးမှမဟုတ်တာသူတို့ကနော်အရေးဖျားလေးချင်းမင်္ဂလာကောရှိလားလို့မေးလိုက်တော့လေဒါလည်းသူတို့မလုပ်ထားပြန်ပြီးတခြားတော့ပညာချက်တွေရွတ်ပူဇော်တဲ့အရာတွေလုပ်လားဆိုတော့လေဒါလည်းမလုပ်ပြန်အဲ့တော့ခရစ်တော်၌ယုံကြည်ထားတဲ့သူဟာဥပုံနေ့ကိုပင်အစိုးရတယ်ဆိုတာကိုအားလုံးကိုနားလည်စေချင်ပါတယ်။ကျေးဇူးတော်ဝိညာဉ်တော်အလှုပ်လှုပ်နေတဲ့ကာလမှာနေ့ရက်တိုင်းတန့်ရှင်းရမယ်။နေ့ရက်တိုင်းဖခင်ကိုဝတ်ပြုရမယ်။နေ့ရက်တစ်ရက်ထဲမှာပဲဖခင်သခင်ရဲ့အလိုတော်ကိုဆောင်ပြီးကြံတဲ့နေ့မှာပေါက်တက်ကရနေတာမျိုးဖခင်သခင်အလိုတော်မရှိပါဘူး။နေ့တိုင်းဖခင်ရဲ့အလိုတော်ကိုဆောင်ဖို့အတွက်ဖခင်အလိုတော်ရှိတယ်။အဲ့တော့ကျွန်တော်တို့မစ조사နိုင်တော့မှဝိညာဉ်တော်ဒီကျွန်တော်တို့ရဲ့အထက်ကနေဆောင်မနေတယ်။ကျွန်တော်တို့ကိုပဲ့ပြစ်နေတယ်ထိန်းချောင်းနေတယ်ဆိုတာကိုနားလည်စေချင်တယ်။ဒါကြောင့်ကျမ်းစာတအုပ်လုံးကိုဥပုံနေ့လို့တုံးထားတာကတော့စနေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့ကိုတော့ရှင်ပြန်ထမြောက်ရနေ့ဒါမှမဟုတ်တခင်ဖျားရဲ့နေ့လို့ခေါ်ပါတယ်အဲ့တော့ဝတ်ပြုတာကြိုက်တဲ့နေ့ဝတ်ပြုပါကိုယ့်ရဲ့နှလုံးသားဒီဖျားတခင်ထံကိုရောက်ဖို့အရေးကြီးတယ်ဆိုတဲ့အရာလေးကိုထပ်လောင်းပြီးတော့ပြောချင်ပါတယ်အဲ့တော့တင်းရဲ့အမြင်လေးကိုလည်းကွန်မန့်ထဲမှာဝင်ရောက်ပြီးမှဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ်အားလုံးပြန်ကောင်းချီးရှိပါစေ